ပန်းတွေရဲ့သတင် ငါမကြားရတော့လေညင်းရဲ့သတင် ငါမကြားရတော့မနက်ခင်းရဲ့နေအလင်း ငါမမြင်ရတော့ညကတွင်ထဲကစိတ်မဖြောင့်တဲ့ကြဲတစင်း ငါမမြင်ရတော့မှောင်မိုက်ခြင်းထဲကပျိုမြစ်တဲ့နှွေထွေးမှု ငါမသိရတော့အပုပ်အသိုးထဲကစိမ့်ဆိုတဲ့လက်ဆက်မှု ငါမသိရတော့တပြစ်တောက်တောက်ထဲကငြိမ်းချမ်းမှုရုပ်ကြွင် ငါမတွေ့ရတော့သာယာညိတ်ညောင်တဲ့အစာအိမ် ငါမတွေ့ရတော့ကျမရှင်ကိုဘလောက်ချစ်ကြောင်းကနေစီးပွားရေးဟာဦးထောင်နေပါပြီအထိဂလိချိုးရည်ရတဲ့ဟာသတွေရှိတယ်ဒါပေမဲ့ငါမရှိတော့ခုနေမင်းရှိနေသေးရင်ပေါ့ငါမင်းကိုပြချင်တာတစ်ခုရှိတယ်ဘာမှမရှိတော့တဲ့ရှုခင်းတွေကိုမြင်ရတဲ့အခါမင်းဘယ်လိုခေါင်းစဉ်တက်မလဲဆိုတာပဲ